ကျွန်တော်လမ်းဘေးမှာမင်းကလေးတယောက်ရဲ့ပုံတူကိုဆွဲနေတော့မှပဲခဲတံကကြားထဲကနေရုတ်တရက်ကျိုးသွားခဲ့ပါတယ်ကျွန်တော်ရဲ့ခဲတံဘူးထဲမှာရှာဖွေကြည့်ပေမဲ့စိတ်တိုင်းကြတဲ့တစ်ချောင်းမှမတွေ့ခဲ့ပါဘူးအဆုံးမှာတော့တီးတန့်ဖြစ်နေတဲ့ခဲတဲ့တစ်ချောင်းကိုတွေ့ပြီးအဲ့ဒီခဲတံနဲ့ပဲပုံကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ခဲတံကကောင်းကောင်းလှုပ်လှုပ်လာတီးရအောင်စက်ကူလွတ်တစ်ခုပေါ်မှာကြောက်ခဲပုံလေးတစ်ခုကိုဆန်းဆွဲကြည့်လိုက်ပါတယ်အဲ့ဒီနောက်အန်လို့စရာကောင်းတာကပုံဆွဲထားတဲ့ကြောက်ခဲလေးကတကယ်အသက်ဝင်လာပြီးအပြင်ကိုထွက်လာခဲ့ပါတယ်ကျွန်တော်လုံးဝမင်းသက်သွားခဲ့ရတယ်စိတ်မားတာမဟုတ်မှန်းတေချအောင်ပန်းတီးတစ်လုံးထပ်ဆွဲကြည့်လိုက်ပြန်တယ်ကျွန်တော်ထင်ထားတဲ့အတိုင်းပဲအဲ့ဒီပန်းတီးကအစ်စ်အမှန်ဖြစ်သွားပြီးကျမ်းပြင်ပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်စူးစမ်းကျင်စိမ့်နဲ့ကောက်စားကြည့်တော့လေအရသာကပန်းတီးအစ်စ်အတိုင်းပါပဲဒါနဲ့ကျန်တဲ့ပန်းတီးကိုအိတ်ထဲထည့်ပြီးဒီအကြောင်းတွေအားလုံးကိုပြောပြဖို့သူငယ်ချင်းစီကိုအပြေးလွှားသွားခဲ့ပါတယ်ဆာလက်စ်ပန်းတီးကိုထုတ်ပြပြီးဒါဟာကျွန်တော်ကိုယ်တိုင်ဆွဲထားတာဖြစ်ပြီးတကယ်ပစ္စည်းအစ်စ်ဖြစ်သွားတာလို့ပြောပြခဲ့ပေမဲ့ထုံးစံအတိုင်းသူကမယုံခဲ့ပါဘူးကျွန်တော်ကိုစိတ်ချမ်းသာရေးစိတ်ခမ်းသွားပြဖို့တောင်ပြောပါသေးတယ်ကျွန်တော်လည်းမပြောမှန်းသက်သေပြဖို့အတွက်သူကရှေတုံးတုံးဆွဲပြဖို့ပြောပါတယ်ကျွန်တော်လည်းဆွဲပြလိုက်ပေမဲ့ချက်ချင်းကြီးရွှေတုံးအစ်စ်ဖြစ်မလာခဲ့ပါဘူးဒါကိုမြင်တော့သူငယ်ချင်းကကျွန်တော်ကိုလောင်ပြောင်ပြီးအဲ့ဒီပုံဆွဲထားတဲ့စက်ကူကိုပြတင်းပေါက်အပြင်ဘက်ကိုလွှင့်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအောက်ထပ်ကအဖိုးအိုတယောက်ရဲ့နာကျင်စွာအော်ဟစ်တန်ကိုကြားလိုက်ရတယ်အဲ့ဒီစက်ကူကအဖိုးအိုရဲ့ခေါင်းကိုသွားမှန်ခဲ့တာပါအဖိုးအိုကဒေါသတက်ကြီးနဲ့ဘယ်သူကပြတင်းပေါက်ကနေအုတ်ခဲနဲ့ပြစ်တာလဲဆိုပြီးအော်ဟစ်ပါတော့တယ်ဒါပေမဲ့သူအောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့အုတ်ခဲမဟုတ်ပဲလေးလံနဲ့ရွှေတုံးကြီးတုံးဖြစ်နေတာကိုတွေ့သွားခဲ့ပါတယ်သူဘာမှမပြောတော့ပဲအဲ့ဒီရွှေတုံးကိုအိတ်ထဲတိတ်တဆိတ်ထည့်ပြီးဘာမှမဖြစ်ခဲ့တယ်လို့မျိုးထွက်သွားခဲ့ပါတယ်အဲ့ဒီတော့မှပဲကျွန်တော်သူငယ်ချင်းကအရာအလုံးဟာအစ်စ်အမှန်ဆိုတာကိုယုံကြည်သွားပါတော့တယ်